ခဲ့တော့ဒီကောင်လေးနည်းနည်းဆုဖြတ်လိုက်ဒါတော့နဂါးခင်လို့ဦးမနေနိုင်ဘူးဆက်ချိတ်ပါဒါတော့အမကြီးပါနော်မနေ့အဲ့ဆိုငါတို့ဘလို့အမငါတို့ပြေးပြီးတော့ဒါတော့ကျွန်တော်ပါကြောက်အရေးဘူးကြနိုင်ပြီဟာဟုတ်ဘူးမင်းမဖြူတယ်မခဏခဏပါနေတော့ဘာမှမရှိတော့ရှိတော့ဘာသာတက်ဖို့အေးလို့ဟဲ့တကယ်သွားအောင်ကျမတို့အဲ့ဘောတက်ကြည့်မှာဖြစ်ပါတယ်အခုကတော့အဲ့ဘောတက်ကြည့်မှာပါလားတကယ်ချင်းမနော်ပြီးတော့အတန်လေးနဲ့ပြန်တွန်းလိုက်မယ်ဟိုးရှိရတော့တကယ်ချင်းပေါ့အဲ့ကောင်ကတော့ဒီလိုလုံးမဲရဝေးပြီးတော့ပြောက်နေပါလေဟိုးဘောတက်ကြည့်မှာပါနော်အဲ့တကယ်ချင်းနေ3ယောက်လာခဲ့ရပါအဲ့မှာဆိုရင်ဖြစ်အဲ့ဘောတက်ကြည့်မှာပါအဲ့ဒီပေါ့ကိုယ်ငါချက်နေမှာကိုလာကြည့်လိုက်တာကဲအဲ့ဆိုရင်အပြင်မှာဆိုရင်အမြင့်ကြီးပေါ့နော်တက်ပြီခွတ်တက်နေပါပြီနည်းနည်းခုဆိုအပေါ်ရောက်နေပါပြီအပေါ်နဲ့နေရတယ်ကွယ်တော့ကဲလာရဟိုးဟောစားပါလေမြောက်ကင်းမယ်နော်ဝေးလေတဲ့အဲ့တော့ဆိုရအမြောက်ကင်းမယ်နော်ကျွန်မ F4 ကလေးတိတ်ကြော်ကြိုက်တာကဲလာတာခွာတော့ပြန်ဆင်းပါပြီပြန်ဆင်းတဲ့အချိန်မှာဆိုရင်မမောတော့ပါဘူးလေဒီကလာလေဘာဖားလဲမသိဘူးတော့ငါမိတန်ပါစီရမယ်ဟဲ့ပြတဲ့နေပဲကြည့်ကြအောင်ငါရလာနေ